စေးတောက်လိုက်တဲ့ကောင်လေးကတော့အော်ဟစ်ပြီးတကိုယ်လုံးရွှေရောင်လင်းတွေဝုန်းကနေပောက်ကွဲထွက်လာတော့တာပဲပြီးတော့လေထဲကိုတချိန်ထိုးပြန်တက်သွားပြီးသူ့ရဲ့ရွှေတုပ်ကြီးကိုပါကောင်းကင်ရံအထိညှောက်တင်လိုက်တာဒါကိုကြည့်ပြီးမိစ္ဆာဖရင်ကြီးကလူသားတွေထဲမှာငါတို့မိစ္ဆာတွေလိုပဲအင်အားကိုအတင်းအဓမ္မမြင့်တင်နိုင်တဲ့နီလန်မျိုးရှိနေလိမ့်မယ်လို့မထင်ထားမိဘူးတကယ်ကိုစိတ်ဝင်စားဖို့ကောင်းသားပဲဆိုပြီးအထင်သေးချင်တယ်လို့နဲ့ခက်အေးအေးပဲကြည့်နေတာဗျအဲ့ဒီနောက်မှာတော့ကောင်လေးကမန်းနဲ့စကြဝဠာကြီးစိုးစီဆိုပြီးထပ်អော်လိုက်တဲ့ခါအောက်ကလူအုပ်ကြီးနဲ့စစ်တီတွေကဟာကြည့်လိုက်ကြဦးအစစ်အရှိကျင့်ကြံသူရဲ့စွမ်းအားတွေပဲဆရာကြီးရဲ့စွမ်းအားတွေထပ်တိုးလာပြီဟဲ့ငါတို့မှာမျှော်လင့်ချက်ရှိသေးတယ်ဆိုပြီးအားတက်တရောနဲ့အော်ဟစ်အားပေးကြတော့တာပေါ့ဒါနဲ့ပဲကောင်လေးကစစ်လက်ဖျားတုတ်တော်ဆိုပြီးရွှေတုတ်ကြီးကိုကိုင်ကကောင်းကင်ပေါ်ကနေမိစ္ဆာဖရင်ကြီးစီကိုဒုံကနေပြေးဝင်ပြီးစော်တော့တာပဲမိစ္ဆာဖရင်ကြီးကလည်းအေးလေမင်းတို့ရဲ့မျှော်လင့်ချက်တွေကိုအခုပဲတဆစီချေမောပြတာပေါ့လို့ဆိုပြီးခရမ်းရောင်မီတောက်လက်တဲကြီးတွေနဲ့ပြန်ခုခံတဲ့ရွှေရောင်နဲ့ခရမ်းရောင်အလင်းတန်းတွေဒုံကနေထိမှန်ပြီးတစ်ကဘာလုံးတုံခါသွားရလောက်အောင်ကိုနှစ်ယောက်သားအကျိတ်နဲ့တိုက်ခိုက်ကြတာဗျာအောက်ကလူအုပ်ကြီးကလည်းမျက်လုံးအပြူသားနေတာအစစ်ရှိကျင့်ကြံသူတွေရဲ့တကယ်စွမ်းအားအစစ်မှန်ပဲလားတော်တော်လေးကြောက်ဖို့ကောင်းတာပဲဆိုပြီးမင်းတက်ပြီးကြည့်နေကြရရှာတယ်ဒါပေမဲ့မိစ္ဆာဖရင်ကြီးကတကယ်ကိုအကျိုးဆူလာပါတယ်ဗျာသူကလောင်ပြုံးကြီးနဲ့ရင်မောပြီးကောင်လေးရဲ့တိုက်ကွက်တွေကိုအလွယ်တကူပဲပြန်ခုခံနေတာတိုက်ပွဲကအရှိန်ပြင်းလာပြီးနောက်ဆုံးထိတ်တိုက်ဆုံတဲ့အချိန်မှာတော့မထင်မှတ်ထားတာကြီးဖြစ်သွားတဲ့ပြိုမိစ္ဆာဖရင်ကြီးရဲ့ခရမ်းရောင်စွမ်းအားကြောင့်ကောင်လေးကင်ထားတဲ့ရွှေတုပ်ကြီးကဝုန်းခနဲ့အပိုင်းကျိုးပြတ်သွားပြီးမျက်နှာကိုပါခရမ်းရောင်မီတောက်တွေနဲ့တိုက်ရိုက်အမုတ်ခံလိုက်ရပါလေရောကောင်လေးခမလေထဲမှာပတ်ချလဲလွတ်ထွက်သွားပြီးမှအသေးအတန်ပြန်ထိန်ပြီးမြေပြင်ပေါ်ကိုဆင်းသက်လိုက်ရတယ်သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာတွေဘရပွားနဲ့တောက်အဆုပ်ပလုတ်ကောင်ဒီကောင်ဒီလောက်တောင်တန်မာလိုက်မယ်လို့မထင်ထားမိဘူးငါရဲ့စွမ်းအားကိုအစစ်ရှစ်အထိမြင့်တင်ထားတာတောင်သူ့ကိုမရှင်းနိုင်ပါလားဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားရှာတယ်အဲ့ဒီအချိန်မှာမိစ္ဆာဖရင်ကြီးကလှမ်းကြည့်ပြီးမင်းကလူသားချင်းကျန်သူတွေထဲမှာအစစ်ရှစ်အထိရောက်လာတော့တော်တော်လေးတော့တန်မာတာပဲအရင်တုန်းကကောင်းကင်ဘုံကိုပြန်တက်သွားတဲ့ချင်းကျန်သူအဖိုးကြီးတွေထဲမှာထည့်တွက်မယ်ဆိုရင်တော့မင်းရဲ့စွမ်းအားကမသေးလောက်ဘူးလို့ပြောရမယ်ဆိုပြီးရှေ့ကိုတလန့်ချင်းတိုးလာပါတော့တယ်ကဲလက်နက်လဲကျိုးသွားပြီးစွမ်းအားချင်းလဲမမျှတော့တဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးတယောက်ဒီမိစ္ဆာဖရင်ကြီးရဲ့လက်ထက်ကနေဘလို့နီးနဲ့လွတ်မြောက်အောင်ရုန်းကန်မလဲလူသားမျိုးနွယ်စုကြီးရဲ့ကံကြမ္မာကကိုဘလို့ဆက်ဖြစ်သွားမလဲဆိုတာကိုတော့နောက်ထပ်ပိုင်းမှာစိတ်လှုပ်ရှားစရာဆက်လက်ရှုစားပေးကြပါဦးဗျာ